我们那噻，开所以我的是标了呗，等于呢就是个标看嘛，我的是标准那个汉代嘛，汉代，所以标准呐，但没但他个不标到来说，汉代这个，汉代你那吃的，汉代你那吃的，所以把这边来噻，汉代你汉代八卦了，汉代吧，汉代你我叫不了，两遍，三件，汉代应该三件了，汉代是吧？来说标没说，那不是说这边变到个的80 plus 这边没呀，标没说呢。ဆိုတော့အတိတ်ပဲလုံးဝတကွဲဖြစ်သွားပြီတော့ဆိုတော့တရှိရတာနော်စိတ်ထဲမှာဟန်တိုင်းဆိုပြလိုက်ဆိုပေမဲ့အတန်းတော့ကကျတော့ဟန်တိုင်းဆိုပြတယ်ဟန်တိုင်းဆိုပြတယ်ဗောနော်အဲ့ဆိုဘာဖြစ်သွားလဲဆိုတော့ဟိုတခြားသူတို့တခြားလူတွေကကျတော့ကိုရီမဟုတ်တဲ့ကိုရီမြန်မာမဟုတ်တဲ့တခြားဂျပန်ရောတခြားနိုင်ငံကလူတွေကအတန်တော့ကိုကွဲဆိုတော့အဲ့ကြောင့်ဘာဖြစ်သွားလဲဆိုတော့ပြောမှဆိုတော့ကြီးရတာဗောနော်ဟုတ်တယ်မလားဝါရဝါရမしたမင်းသားနေဝါရဝါရမしたဗောနော်ကြီးခံလိုက်ရတယ်ဗောနော်ဆိုတော့တရှိပြောချင်တာကဒီအတန်တွက်လေးတစ်ခုလေးမှားသွားတာနဲ့ပြောမှဆိုတော့ခုမာရီမしたよねဒုက္ခရတယ်ဗောဟုတ်တယ်မလားအခက်တွေ့တာဗောနော်ဆွမ်းနာဝရရှိဘာလဲဆွမ်းနာဒီကိုရှော့ကလည်းရှုရှင်းနဲ့ရှုချင်းနဲ့မှားသွားတယ်ပဲဒုက္ခဘယ်လိုပဲအကြီးကြီးလွဲသွားတာဗောနော်အဲ့လိုပုံစံမျိုးတခါရှိသေးတယ်ဗောတရှိကအဲ့ချိန်ကြီးလည်းအတန်မပြင်နိုင်သေးဘူးကျောင်းမှာဆရာမနဲ့စကားပြောရင်းနဲ့ဗောတရှိကဘာပြောချင်တာကြိကံဗောနော်ကြိကံအချိန်ဗောနော်ကြိကံပြောချင်တာဒါပေမဲ့အတန်တော့ကဘာဖြစ်နေကြိကံပြန်တယ်ဗောကြိကံပြန်တယ်ဗောနော်ဆိုတော့ကြီးကန်နဲ့မတူဘူးလေနော်ဟုတ်တယ်မလားကြီးကန်ဆိုတာကြာမရှိပါလဲဆိုအမှုကိစ္စပေါ့နော်ကိစ္စအမှုဖြစ်တယ်အဲ့လိုမျိုးဟုတ်တယ်မလားတခုကိစ္စဖြစ်တယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အချိန်ကိုပြောချင်တာဆိုရင်တော့တချို့ကကြီးကန်ပြနေတော့ဆရာမကလည်းပြောမှဆိုတော့ဘာပြောရလဲအဲ့ဖြစ်နေတာပေါ့နော်အဲနောက်ပိုင်းကျမှကိုယ့်ကိုတေချာလေးလေ့ကျင့်လိုက်တဲ့အခါမှာတေချာလေးရှာပြီးတော့ပေါ့နော်လေ့ကျင့်လိုက်တဲ့အခါမှာအတန်တော့ကပြင်လို့ရဒါပေမဲ့ဝတရှိရဲ့ဒီဂျပန်စကားတင်လာတဲ့တောက်လျှောက်ဂျပန်စာတင်လာတဲ့တောက်လျှောက်မှာပြင်အခက်ဆုံးကအဲ့ဒီဟာပါပဲဝတရှိတော်တော်ကိုအချိန်ယူပြီးပြင်လိုက်တစ်လားနီးပါးလောက်လို့ပြောမှာအချိန်တော်တော်ကြာတယ်ပြင်ရတာအဲတတိတော်တော်ကြီးထားပြီးတော့ကိုစကားပြောရတယ်တတိမထားရနဲ့အဲ့ဒီကောင်ကအမြဲတမ်းပြင်ပြီးတော့ဧည့်တန်ပြန်ထွက်တာပေါ့နော်ဝတရှိကတော့တော်တော်ကိုပြင်လဲရတယ်ပေါ့နော်ဆိုတော့တတိထားရတော့ရတဖြည်းဖြည်းနဲ့မနေ့ဆန်တော့ရမှာပါပေါ့နော်အဲ့ဆိုတော့ဟုတ်ပြီအရင်ဆုံးဝတရှိပြောမှာကအတန်နဲ့ဧည့်တန်နဲ့ဘယ်လိုခွဲမလဲဆိုတော့အခုဒီမှာတစ်ခါပြလိုက်မှာပေါ့နော်ဆိုတော့ပြောမှဆိုလွယ်ပါတယ်မနေ့ဆန်ပြောတဲ့အခါမှာဘယ်လိုလုပ်လဲဘာလုပ်လဲပါဇက်ဟာပေါ့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်မလားပြောတဲ့အခါမှာဘယ်လိုလဲအဲ့ဆိုပါဇက်မဟာဘူးမရှိဘူးဒီမှာပြောပြုံးလေးလုပ်တယ်ဟုတ်တယ်လွယ်လေးဟုတ်တယ်နော်ဆိုရင်ဒီပါဇက်ဟာတယ်ဟုတ်တယ်မလားအဲ့ဒါပဲကြီးပွားအဲ့ဒါပဲဆိုတော့ဒီဆွမ်းနာပြောတဲ့ Kansas ပေါ့နော် Kansas ဆိုဧည့်တယ်မလားဆိုတော့ can ကိုပြောတဲ့အခါမှာဒီရှိတို့ကပြုံးလေးလောက်ပြုံးလေးပဲပြောနော် Kansas can ပေါ့နော် can can ပါဇက်မဟာစေပါဇက်တိတ်မဟာစေဟုတ်ပြီခက်တာပါလဲဆိုတော့ဒီရှိအတန်မပြောတတ်တာပေါ့နော်အတန်ပြောခက်တာဆိုမလဲဆိုင်ရင်းတော့ခန်းကြီးပြောကြည့်ခန်းကြီးကိုဘယ်လိုပြောလဲခန်းကြီးခက်တယ်နော်看机，ဧည့်တယ်ပြန်နော်ဧည့်တယ်ပြန်နော်တော်တော်များများပြောဆိုခန်းကြီးခက်တယ်ခန်းကြီးမဟုတ်ဘူးခန်းကြီးပါခန်းကြီးမဟုတ်ခန်းကြီးပါဟုတ်တယ်မလားနော်ဆိုတော့လွယ်ပါတယ်ပါဇက်ဟာလိုက်ခန်းဟုတ်တယ်ခန်းちょっと待って一開始中身やခန်းမဟုတ်ခန်းကြီးမဟုတ်ပြောရတယ်ခန်းကြီးမဟုတ်ပါဇက်ဟာတာခန်းကြီးပါနော်ခန်းကြီးဆိုအဲ့လိုရပြီဆိုတော့ဘာလို့ပြန်မယ်အာတန်နေထွက်တဲ့အခါမှာအကုန်လုံးပါဇက်ဟာတာဒီမှာဆိုလည်းပဲဒါဧည့်တယ်မှာဟုတ်ပြီဒီလိုမှာခန်းစစ်တာပါဆိုရင်ခန်းစစ်ဟုတ်တယ်จิกအချိန်ပြောကြအချိန်ပြောကြจิกKansas จิกะ机จิกနောက်တစ်ခုဧည့်တယ်ပြောတဲ့အခါမှာပါဇက်လိုမျိုးပေါ့ပြုံးလေးจิกဧည့်တယ်နေရာကိစ္စမရှိဧည့်တယ်နေရာမျက်နှာအကုန်ပြောရတယ်အဲ့ကိစ္စရှိတာပါလဲဆိုတော့အတန်ပြောတဲ့အခါမှာမရကြတာပေါ့နော်ဟုတ်ပြီလားဆိုတော့မျက်နှာအိမ်မှာမှန်ကြည့်ပြီးတော့လေ့ကျင့်ပါဆိုတော့ပြီးတော့စကားပြောတဲ့အခါမှာလည်းပဲအတန်နေပါလာတဲ့အခါမှာသိကြပါဆိုတော့အဲ့ဆိုရင်အဆင်ပြေသွားလိမ့်မယ်ဒါပေမဲ့ခဏလေးနဲ့တော့ရမလားတော့မပြောတတ်ဘူးတရှိတုံးကတော့တော်တော်လေးကြာတယ်ပေါ့နော်အဲ့ဒီကောင်ပြင်ရတာတခြားဟာတွေပြင်ရတာပြောမှမခက်ဘူးဒီကောင်ပြင်ရတာတော်ခက်တယ်
ဆိုတော့ Q စိုက်ကြပါ